နေပူထဲမှာရွှေရင်ကိုရီအများကြီးဝစ်ဆင်ထားတာကိုမြင်ရင်ပရိသတ်ကြီးတို့ဘယ်လိုခံစားရမလဲ။တချို့ကတော့ကြည့်ရတာတစ်မျိုးကြီးပဲလို့ထင်ကောင်းထင်နိုင်ပေမဲ့ဒူဘိုင်းကိုရောက်သွားရင်တော့ပရိသတ်ကြီးတို့ရဲ့အမြင်တွေလုံးဝပြောင်းလဲသွားမှာအသေးကြပါပဲ။ဒူဘိုင်းမှာဆိုရင်အသက်အရွယ်မရွေးကြားမမရွေးရွှေတဲ့အစင်တန်သားတွေကိုခန္ဓာကိုယ်အနှံ့အပြည့်စုံဝစ်ဆင်ထားတာကိုတွေ့ရမှာပါ။တချို့ဆိုရင်ရွှေကြီးမြင်တွေနဲ့ရက်လောက်ထားတဲ့တောက်ပတဲ့ဝစ်စုံတွေကိုတောင်ဝစ်ဆင်ကြပါရီ။ဒါတွေကိုမြင်လိုက်တာနဲ့ပရိသတ်ကြီးတို့အနေနဲ့ဒါတွေကအထုတွေလားဒါမှမဟုတ်ရွှေအညံစားတွေလားလို့ထင်မိနိုင်ပါရီ။ဒါပေမဲ့တကယ်တမ်းကတော့ဒါတွေဟာအလွန်တန့်စင်တဲ့ရွှေစင်ရွှေမှန်တွေဖြစ်ပြီးတခြားနိုင်ငံတွေထက်တောင်ဈေးနှုန်းပုံမတက်တာပါသေးတယ်။ဒူဘိုင်းရဲ့နာမည်ကြီးရွှေစည်းတန်းကြီးထဲမှာဆိုရင်ဆိုင်တိုင်းမှာကြီးမားထေဝါလာတဲ့ရွှေတဲ့ပစ္စည်းတွေကိုစုံစုံလင်လင်ခင်းချင်းပြသထားတာကိုမြင်တွေ့ရမှာပါ။ထူးခြားတာကအဲဒီကလူတွေကရွှေကိုအလေးချိန်ဂရမ်နဲ့မဝယ်ကြပဲပေါင်နဲ့ကိုချိန်ပြီးတော့ဝယ်ယူကြတာပါ။ဒါဆိုရင်ပရိသတ်ကြီးတို့အနေနဲ့ဒူဘိုင်းကနေရွှေတွေအများကြီးဝယ်ပြီးပြန်ရောင်းလို့ရမလားလို့သိချင်နေကြမှာပါ။ဒူဘိုင်းကနေပြန်ထွက်တဲ့အခါကုန်နဲ့အတူယူဆောင်သွားမယ့်ရွှေရဲ့တန်ဖိုးကအမေရိကန်ဒေါ်လာ16000တက်မပို့ဘူးတော့လိုအပ်ပါတယ်။အဲဒီပမာဏထက်ကျော်လွန်သွားမယ်ဆိုရင်တော့အခွန်အများကြီးပေးဆောင်ရမှာဖြစ်လို့ဒါလေးကတော့သတိပြုဖို့လိုပါလိမ့်မယ်။အခုလိုတူတူကြကြဒူဘိုင်းရဲ့ရွှေလောကအကြောင်းကိုပရိသတ်ကြီးတို့သဘောကျလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်ခင်ဗျာ။